ကဲပြိတ္တကြီးဟိုးရှိတုန်းကရွာတရွာမှာအဘိုးကြီးတယောက်နဲ့သူ့မြေးမလေးမိဖို့ဆိုတာရှိတယ်ဗျာတနေ့ကျတော့အဘိုးနဲ့မြေးနဲ့ထမင်းမင်းစားနေတော့အိမ်ရှိကိုလူတယောက်ရောက်လာရောမြန်မာလူမျိုးတွေဆိုတော့ဧည့်သည်မင်းသားနဲ့လာပြိုးလာစားဆိုပြီးဝတရားမပြည့်ခေါ်လိုက်တာပေါ့ဟိုလူကလည်းဘယ်စီကငတ်လာတယ်မသိဘူးခေါ်တာပဲစောင့်နေသလားအောက်မရတယ်အာနာပါဘူးဗျာဆိုပြီးဝင်ထိုင်းတာပကံတဲ့ကဟင်းနေတော့ပြောင်တလင်းခါသွားတယ်စားပြီးတောက်ပြီးတော့သွားစားထိုးတယ်တွေကိုင်ကျေးဇူးတင်စကားတွေပြောပြီးပြန်သွားရောတယ်အဲ့ဒီလူလည်းပြန်ရောအဘိုးကြီးကမျက်လုံးဖြူဖြူလေးလိုကြီးသူ့မြေးမလေးကိုမေးတယ်ဟဲ့မိဘူးခုနကစားသွားတဲ့လူကနိမိဆွေလားမြေးပြီးသူမိဘူးကလည်းကြောင်တောင်လေးပြန်ကြည့်ပြီးဟာအဘကလည်းသမီးရဖဲထိမလဲအဘမိဆွေမတ်လို့သာထမင်းခေါ်ကျွေးလိုက်တာလीအဲ့ဒီတော့မှအဘိုးကြီးလည်းပေါင်လို့ဖျားငနဲ့ရိုက်ပြီးတေရောငါလည်းမသိပါဘူးဟာနင်းမိတ်ဆွေမောက်လို့ငါလည်းအားရပါရခေါ်ကျွေးလိုက်တာအဲ့ဒီလိုနဲ့မြေးဖြစ်သူမိဖို့ကလည်းမသိအဘဖြစ်သူကလည်းမသိပဲသူစိမ်းကိုအလားကားကျွေးလိုက်ရလို့ဘသူမှမသိဆိုတဲ့အဓိပ္ပာယ်နဲ့ဘူးမသိဘာမသိဆိုတဲ့စကားပုံလေးဖြစ်လာရပါတယ်တဲ့ခင်ဗျာ